အခုနဲ့ဘောလုံးရာသီအတွက်စောင့်ကြည့်ခြင်းစရာကောင်းတဲ့အသင်းတစ်သင်းတော်ရှိပါတယ်။အဲ့ဒီအသင်းကအခုနဲ့ဘောလုံးရာသီမှာမြန်မာလိကိုတန်းတက်လာတဲ့ရန်ကုန်စီးတီးအသင်းပါ။ရန်ကုန်စီးတီးအသင်းကမြန်မာလိကိုကံကောင်းလို့ပါဝင်ကစားခွင့်ရရှိတယ်လို့ပြောလို့ရပေမဲ့ရာသီအသစ်အတွက်ကစားသမားခေါ်ယူမှုတွေနဲ့ရာသီကြိုပြင်ဆင်မှုတွေကတကယ်ကိုအားရစရာကောင်းနေပါတယ်။ရန်ကုန်စီးတီးအသင်းကအပြောင်းရွှေ့ကာလမှာပြည်တွင်းကစားသမားခေါ်ယူမှုတွေအနေနဲ့ခွန်ကျော်စင်ဟိန်းဇွဲခန့်မင်းဇွဲထက်မင်းမြက်ကောင်းခန့်ဖုံးသစ္စာမင်းစိုးအာကအောင်တီဟညံလင်းထက်ဇွဲသက်ပိုင်းကျော်ဝင်းသိန်းရန်နိုင်ဦးတို့ကိုခေါ်ယူအားဖြည့်ထားသလိုပြည်ပကစားသမားခေါ်ယူမှုအနေနဲ့ကလည်းအာရှဥရောပအမေရိကနဲ့အာဖရိကကစားသမားတချို့ကိုလည်းခေါ်ယူအားဖြည့်ထားတာကိုတွေ့ရှိရပါတယ်။ဒါ့အပြင်ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်တဲ့အနေနဲ့ထိုင်းနိုင်ငံမှာတလားတီတီတွားရောက်နေထိုင်ခဲ့ပြီးပြင်ဆင်မှုတွေကိုပြုလုပ်ခဲ့သလိုထိုင်းလိကလပ်အသင်းတွေနဲ့လည်းရာသီကြိုခြေစမ်းပွဲတွေကိုကစားခဲ့တာကသူတို့ရဲ့အနေနဲ့လာမယ့်2026-2029မြန်မာလိရာသီပေါ်ဘယ်လောက်ထိမျှော်လင့်ထားတယ်ဆိုတာကတော့ပေါ်လွင်နေလျက်ရှိပါတယ်။ထိုင်းလိရာသီကြိုခြေစမ်းပွဲစဉ်တွေမှာတော့ရန်ကုန်စီးတီးအသင်းဟာပွဲစဉ်9ပွဲရှင်ပြိုင်ကစားခဲ့ပြီးထိုင်းလိ1ရဲ့အသင်း2သင်းကိုသာရှုံးနိမ့်ခဲ့ပြီးကြံ့အသင်းတွေကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ဒါကြောင့်ရန်ကုန်စီးတီးအသင်းရဲ့နီးပြကြိုဖြစ်တဲ့ဟီရိုကတော့လာမယ့်ရာသီနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံမှာတလားကြာရာသီကြိုစခန်းသွင်းမှုကိုအဆုံးသတ်လိုက်ပါပြီ။အဓိကပွဲစဉ်တွေကစားခဲ့တဲ့ပွဲစဉ်တွေနဲ့ပွဲတစ်ပွဲချင်းစီရဲ့မိနစ်60ကိုထည့်သွင်းပြီးတော့စဉ်းစားရင်ကျွန်တော်တို့တွေရလက်ကောင်းနေနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။အသင်းတစ်သင်းလုံးတိုးတက်လာဖို့အတွက်အရန်ကောင်းပြီးအတိတ်ပဲရှိတဲ့အချိန်ပါပဲ။ဒီအခွင့်အရေးကောင်းတွေကိုပေးတဲ့အတွက်ကျွန်တော်တို့ရဲ့ BOD ကိုလည်းကျေးဇူးတင်ပါတယ်။ဒါကအရန်ကိုထူးခြားပါတယ်။ခက်ခဲတဲ့အချိန်တွေကိုကြော်လားနိုင်ခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ပို့ပြီးအားကောင်းလာတယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့လက်ရှိချိန်ကဘာမှမစတင်ရသေးပဲရာသီအစ်ကမကြာမီကာလအတွင်းမှာရောက်ရှိလာတော့မှာပါ။ဒါကြောင့်ရာသီသစ်မှာရလက်ကောင်းတွေရရှိအောင်စွမ်းဆောင်သွားမှာပါလို့နီးပြချုပ်ဟီရိုကတော့သူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့်ရန်ကုန်စီးတီးကိုအားပေးနေကြတဲ့ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။ဒါ့အပြင်ရန်ကုန်စီးတီးအသင်းဟာ2026-2029မြန်မာလိပြိုင်ပွဲမှာတော့သူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေကိုတောင်ကလာပါမြို့နယ်တွင်မှာရှိတဲ့ဗဒေတာကွင်းမှာကျင်းပလို့စီစဉ်ထားတယ်လို့သိရှိရတဲ့အပြင်ပြိုင်ပွဲဝင်ဂျာစီတွေကိုလည်းထိုင်းနိုင်ငံရဲ့နာမည်ရ Sportwear brand တစ်ခုဖြစ်တဲ့ Eco Sport ကနေထုတ်လုပ်ထားတဲ့တီးတန့်ဂျာစီတွေကိုဝတ်ဆင်ရှင်ပြိုင်ကစားသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါကြောင့်ရန်ကုန်စီးတီးအသင်းအနေနဲ့အခုနှစ်ဘောလုံးရာသီမှာဘယ်လောက်ထိအောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်သွားမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။